ဒီနေ့ကတော့အငှက်တစ်လိုင်းလုပ်တဲ့နေ့ပါ။ဘာလဲဆိုတော့ Facebook မှာတူတင်ထားတဲ့ package ကြီးရောက်လာပါပြီဆိုတဲ့ဓာတ်ပုံကိုတွေ့ပြီးတော့ဒီဟာကိုညဘက်ကြီး7 နာရီမှာအရန်စားကြတယ်ထောက်အော်ပြီးနောက်နေ့မှာတော့ဘယ်မှာရလဲဆိုတာမန္တလေးနဲ့နီးစပ်ဆုံးနေရာရတဲ့ဆိုင်ကိုသွားမေးပြီးတော့အိမ်နာ map မှာရတယ်ဆိုတာနဲ့မုတ်ကိုပြေးဝေပြီးစားဖြစ်ခဲ့ပါတယ်။ငကိုရဲက cake တွေကိုကြိုက်တယ် package ကိုလည်းကြိုက်တယ်။အရင်တော့မင်းတီယာ package ကတော့ကိုယ့်ရဲ့ favorite စားနေကြပဲ။အခုကဒီဟာကလေ marketing အရာရောသူတို့ချင်ညာတာတွေ့ပြီးအရင်စားချင်လာတယ်။မကွေးမှာပဲရောင်းတာလားမသိဘူးဆိုတေချာမေးပြီးတော့မှ page ကိုရတဲ့ဆိုင်ကိုသွားမေးလိုက်ပါတယ်။ဆိုတော့အငှက်တစ်လိုင်းကျမအတွက်တော့မုတ်တောင်မှာတကူးတကလိမ့်စာမေးပြီးသွားရှာဝယ်စားတဲ့ blog လေးကိုရိုက်ပြထားတာမလို့ကြည့်သွားကြပါနော်။ beauty blog လည်းမဟုတ်ဘူးဘာ review မှလည်းမပေးပါဘူးမုတ်စားပြမှာပါ။ food blog ကတော့မဟုတ်ပေမဲ့ကိုကြိုက်တဲ့မုတ်တွေဆိုရင်ကကို page မှာပဲ personal blog လိုမျိုးတင်ပြနေရဖြစ်တဲ့အတွက်ကြောင့်ကောင်းဟို package ကိုလည်းသူ့ရဲ့ marketing ကအောင်မြင်တယ်လို့ပြောရမယ်ပေါ့နော်။ package တုံးကြီးကိုသူတင်လိုက်တာကိုညဘက်ကြီးတွေ့ပြီးကလေးကစားချင်လို့ဒါတပူးလုံးတော့ဝယ်ခဲ့ပါတယ်။ဈေးကတော့4600ပေးရပါတယ်။သူကဒီအရင်ဟိုတိုင်းအရင်နဲ့ပဲအရသာကြီးကချိုရဲနေရမျိုးတော့မဟုတ်ဘူး။ကို့အနေနဲ့ကတော့ဒါမစိုးပါဘူးအနေတော့ပါပဲ။စားလို့အဆင်ပြေပါတယ်။နောက်ပြီးအဓိကမုတ်ဆိုရင်ကိုစားချင်နေရဆိုတော့ကြတော့ဒီလိုတကူးတကဝယ်ပြီးတော့စားဖြစ်ပါတယ်။ဒါကတော့စားချင်နဲ့လုံးဝပေါ့နော်ကိုစားချင်တာစားလိုက်ရလို့ဖြစ်နေတဲ့ရုပ်ကြီးပါအဲ့ရ no Humotopia နဲ့ကင်မရာထောင်ပြီးတော့ရရင်နဲ့စပြလိုက်ပါတယ်ဆိုတော့ဒီဟာလေးရတယ်ဝယ်ရလွယ်တယ်ဆိုတော့မစိုးဘူးပေါ့နော်အဓိကတော့ခုနကတော့ blog အရှိမပြထားသလိုမျိုးကိတ်မုတ်တုံးကြီး package တုံးကြီးကိုတွေ့ပြီးတော့စားချစ်စိတ်ဖြစ်သွားတာနဲ့ဝယ်စားလိုက်တာပါသူက4600အောင်မှဒီလိုမျိုးစနေစားသလိုမျိုးဟာ၄တုံးပါပါတယ်နော်